မနက်ဖြန်ကအလွန်ထူးခြားပြီးတော့အင်တန်မှကြုံခဲ့တဲ့ lucky 7 နေကောင်းနေမြတ်ဆိုတော့သိပြီးကြပြီလားမနက်ဖြန် April 25 April 25စနေနေ့လဲကြတယ် April 25ပေါင်းချင်း7 2 year 5เนาะ2 year 5 year ပေါင်းချင်း7ပေါင်းချင်း9ကြတဲ့စနေနေ့ဖြစ်ပါတယ်အဲ့တော့ April လဆိုတာ4လပိုင်း4လပိုင်းထဲမှာအမြဲလို25ရက်နေ့ဟာထူးခြားသောနေ့တွေနဲ့ထူးခြားသောစွမ်းရည်နဲ့ထူးခြားသောတကူတွေနဲ့ပြည့်ဝပြီးတော့ဘယ်လိုခေါ်မလဲထူးခြားတဲ့အစွမ်းသိက္ခာရှိတဲ့နေ့တစ်နေ့နေလူနေမြတ်ရထူးရမြတ်တဲ့နေ့ဖြစ်ပါတယ်ခင်ဗျပြီးတော့ဒီနှစ် April 25ဘာထူးခြားလဲဆိုတော့စနေနေ့နဲ့တိုက်ဆိုင်တာဖြစ်ပါတယ်စနေဆိုတာဒီလေနံရဆိုရင်9ပါ25ရက်နေ့ကလည်းပေါင်းချင်းရ9ကြပါတယ် lucky 7ဖြစ်ပါတယ်စနေဆိုတာဟိုဒီဂျိုရီရဲ့ဒီတတ်မှတ်ထားတဲ့နော်တရိษံကောင်းရကြည့်မယ်ဆိုရင်နှခါနော်နှခါဖြစ်တတ်မှတ်ထားခြင်းဖြစ်ပါတယ်မနက်ဖြန် April 25ဟာနခါတွေနော်ဒီနန္ဒကားတွေနဲ့ပတ်သက်တဲ့တခိုးသိက္ခာတွေစိုးစံလွှမ်းမိုးသောနေ့ဖြစ်တယ်နော်နဂါးဆိုတာလောကမှာအချမ်းသာဆုံးသောတတ္တဝါများဖြစ်ပါတယ်နော်အဲ့တော့အချမ်းသာဆုံးအကျွေးပါဆုံးသောတတ္တဝါများဖြစ်ပြီးတော့ April 25ကပေါင်းချင်း7 lucky 7ဖြစ်ပြီးတော့စနေနေ့ဖြစ်တဲ့အတွက်အင်တန်မှထူးခြားသလိုကြုံခဲ့ပါတယ်အဲ့တော့မနက်ဖြန်မှာချမ်းသာခြင်းဓာတ်တွေကိုခေါ်ဆောင်ကြပါမယ်မနက်ဖြန်မှာကြွယ်ဝခြင်းဓာတ်တွေကိုဖိတ်ခေါ်ကြပါမယ်အဲ့တော့မနက်ဖြန် April 25ရက်နေ့အဲ့တော့ကိုပါဝင်ကိုရဲ့တိန်လုံးတမိသားစုလုံးအားလုံးချမ်းသာခြင်းနဲ့ကြွယ်ဝခြင်းနဲ့နတ်နဂါးတွေကဲ့သို့နော်ပေါ်များခြင်းနဲ့ရွှေငွေပစ္စည်းဥစ္စာယေဒနာကြောက်တံပရများနော်ဒုက္ခချမ်းသာစသဖြင့်ကြွယ်ဝခြင်းတွေပြည့်စုံခြင်းတွေပြည့်ဝခြင်းတွေချမ်းသာခြင်းတွေဒုက္ခတွေကိုထံမှာရောက်ရှိနေဖို့အတွက်မနက်ဖြန်25ဘာမှလုပ်เสียမလို့အိမ်ရဖျားမှာနန်းတာတိုင်း9တိုင်းနော်နန်းတာတိုင်းဆိုတာစနေနံဓာတ်ဝင်အောင်လို့နန်းတာတိုင်းလို့ခေါ်လိုက်တာအများခေါ်အမွှေးတိုင်း9တိုင်းနော်မင်းညီပြီးတော့ပူဇော်လိုက်ပါခင်ဗျအဲ့တော့အိမ်ဖျားမှာပူဇော်ဖို့အတွက်ခက်ခဲတယ်ဆိုလဲတနေရာမှာရှိတဲ့ဖျားလူစုမှာသွားပြီးတော့ပူဇော်ပေးဖျားเจ้าစာမရှိတဲ့နိုင်ငံရခြားကသူများကတော့တာမန်မြဖြစ်မယ်အမွှေးတိုင်းကွက်သမတော်တစ်ခုခုမှခန့်စိုက်ပြီးတော့အမွှေးတိုင်းနတ်တာတိုင်းပေါ့အမွှေးတော်နတ်တာတိုင်း9တိုင်းပူဇော်ပေးပါပူဇော်တဲ့အချိန်မှာခုံတော်9ပါးကို9ကပေါ်ပြန်ပူဇော်ရမယ်အရဟံသမ္မာသမ္ဗုဒ္ဓဝိဇာသရဏသမ္မနောတုကတောလောကဝေတုနောတောပုရိသဓမ္မပရတိတတ္တဒေဝမနုဿာနံဗုဒ္ဓောဘဂဝါဆိုပြီးတော့ပူဇော်လိုက်ပါကျိန်းသေးပါမနက်ဖြန်က lucky 7ဖြစ်တဲ့အတွက်ကံကောင်းခြင်းတွေနဲ့ငွေကြီးကံတွေကြွယ်ဝခြင်းချမ်းသာခြင်းသဘောတရားတွေကိုထံကိုရောက်ရှိလာပါလိမ့်မယ်ခင်ဗျာအင်တန်မှကြုံခဲတဲ့နေ့လည်းဖြစ်ပြီးတော့ကြုံတော့ကြုံခဲကမှထူးခြားထူးမြတ်သောနေ့တွေဖြစ်ပါတယ်၄လပိုင်းရောက်တိုင်းမှာ25ရက်နေ့ကိုသတိပြုကြပါအင်တန်မှငွေရွှင်သောနေ့တစ်နေ့ဖြစ်ပါတယ်ခင်ဗျာ